Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ထုံးစံတိုင်းကျွန်တော်ပဲဖြစ်ပါတယ်ကျွန်တော်ကဒီနေ့တော့ဘာကူမှမစခင်မှာကျွန်တော် birthday wish လေးကျွန်တော်တခုလုပ်ပေးကြပါတယ် Happy birthday to you Happy birthday to you စင်ကာပူမှာလုပ်တဲ့ကျွန်တော်ဗီဒီယိုတွေအများတန်းကြည့်တဲ့သူတွေတည်းကတယောက်ပေါ့နော်ကျွန်တော်တို့လာပြီးတော့ page messenger မှာကျွန်တော်လာပြီးတော့အကူကြီးတောင်းပေးထားပါတယ်ဒါသူနဲ့မရကိုတေစာတဲ့ကျွန်တော်စာလုံးရပါတဲ့ဒါသူ့ရဲ့သမီးလေးခုလာတော့မဲ့18ရက်နေပေါ့နော်ဒါဒီဗီဒီယိုကဘယ်နှရက်နေ့ညတက်မှာလဲဆိုတော့18ရက်နေ့ညတက်မှာဆိုတော့မနက်ဖြန်ပါနော်ဒါမနက်ဖြန်သူ့ရဲ့သမီးလေးအတွက်birthday wish လေးကိုအမှတ်တရလေးဖြစ်အောင်လုပ်ပေးခြင်းနဲ့တူပါတယ်ဒါပြီးတော့လည်းကြည့်လိုက်တော့သမီးလေးကအရင်ပဲချစ်ဖို့ကောင်းပါတယ်ဆိုတော့တော့နောက်ကျွန်တော်ဒီလိုမျိုးကိစ္စတွေကိုသိပြီးတော့မပြောပြီးပါဘူးဘာလို့လဲဆိုတော့ကျွန်တော်သွားကြည့်လိုက်တော့လဲဒီကလေးလေးကချစ်ဖို့ကောင်းနေတယ်ပြီးတော့ကလေးဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒါလာတော့မဲ့18ရက်နေ့မှာဒါသူ့ရဲ့ happy birthday ပေါ့နော်ဒီမှာကြည့်ပါအောင်ချစ်ဖို့ကောင်းပါတယ်happy birthday ပါသမီးလေးပါညာတရကဦးလို့ပဲခေါ်မလားကျွန်တော်တို့ကြတော့ဘလို့ဖြစ်သွားဦးပေါ့နော်ကျွန်တော်လည်းမစာလေးရေးပေးလိုက်တယ်ကျွန်တော်ထင်တာတော့ဒီပုံလေးကိုသူစင်ကာပူကနေမွေးနေ့ဆုတောင်းနေနဲ့တူပါတယ်ဒါသူ့ရဲ့သားသူ့ရဲ့သမီးလေးအတွက်ပေါ့နော်ဖေဖေရဲ့နာမည်ကဦးတေစာထွန်းတိုးဦးမေမေဒေါ်ငင်းငင်းနဲ့စာရီရတော့ရှေ့တော့ကျွန်တော်မဖတ်ပြတော့ပါဘူးဆိုတော့သမီးလေးကချစ်ဖို့ကောင်းပါတယ်ကျွန်တော်ပြောချင်တာကဒီခလေးလေးမို့လို့ကျွန်တော်လည်းဒီကနေ happy birthday လုပ်ပေးတာပါသမီးလေး happy birthday ပါညာပေါ့နော်မင်းတို့လည်း happy birthday ပြောကြလေကွာမင်းတို့ကောင်တွေကလည်း Happy birthday Okay လာတော့မဲ့18ရက်နေ့မှာစပြီးတော့နောက်နေပေါင်းများစွာတိုက်အောင်ဘာညာကျွန်တော်ကလည်းစုတွေပဲတိတ်မပေးတတ်ပါကျွန်တော်ဗီဒီယိုကြည့်နေတဲ့လူတွေအားလုံးရေကျွန်တော်ရေပေါင်းပြီးတော့ happy birthday လို့ကျွန်တော်ပြောချင်ပါတယ်ဒါဒီသမီးလေးကိုချစ်တယ်ဆိုလဲ comment မှာ happy birthday လို့ပြောခဲ့ပြီးပေါ့နော်သူ့အတွက်လည်းအမှတ်တရလေးဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့ဒါလေးကိုအရင်ဆုံးပြောချင်ပါတယ်တခြားတော့ကတော့ကျွန်တော်တို့ဒါ domino effect တို့ဒါအရန်ကိုပဲဂွန်လုံးနေတဲ့ဆရာတော်တပားနေလေကျွန်တော်ဒီနေ့မိတ်ဆက်ပေးမှာဖြစ်ပါတယ် professor ဒေါက်တာစိတ်ဖွားပဲရှိတာလေ professor ဒေါက်တာဗညာကိုသိလားမသိရင်အဆုံးထိလိုက်ခဲ့နော်Okay ကျွန်တော်တို့ကရီးစရာလေးတွေမစခင်မှာအရန်ဂေါ်တယ်လို့ပဲသုံးရမလားအရန်ကိုမိုက်တယ်လို့ပဲသုံးရဘာလို့လဲဆိုတော့ဆရာတော်ဖြစ်နေတော့လေဆရာတော်ရဲ့အနောက်ဘက်ကိုခရီးသွားနေသည်ထိုင်းဘာရှင်ပေါ့နော်ထိုင်းဘာရှင်ဆရာတော်တကွက်ပြဆရာတော်တကွက်ပြဒါပါမဟုတ်ရှေးဝေးတယ်ပြောချင်ရှေးဝေးတယ်ပြောချင်စကားတွေအများကြီးပြန်စတွေးတွေအများကြီးထွက်တယ်ဟာဒီအဲ့ဒါရကျန်းသွားတယ်โอ้ยရီရတာလဲဟိုဟာကတော့အော်ဒါကြီးကတော့စားတယ်ကွာရောစုမှုခွန်ကတကယ်စောင်းဝမ်းမိုက်တဲ့ဆိုင်ကိန်းစီးတာလေဆရာတော်ဘုရားကြီးကဘယ်နဲ့ပြလို့ဗရီစပိန်နဲ့တော့ဆရာတော်ဘုရားကြီးကဘယ်နဲ့ပြလို့ဗရီစပိန်နဲ့တော့ဆိုလာပါကျန်းဆရာတော်ကျန်းနေပြီဆရာတော်ကျန်းနေပြီဒီနောက်ကဟာတွေသိဟိုဖြစ်တော့ပေါ့ကျွန်တော်ဆရာတော်ဘာညာဒါလေးပဲပြောချင်ပါတယ်ဒီနေရာတစ်ခွက်ကြိုက်ပါတယ်ဆရာတော်ဘုရားဆိုလာပြားနဲ့နော်ဆိုလာပြားပါတကိုင်းတက်ထားလိုက်တွေ့ဆရာတော်ဆိုတော့ပြောရတော့ကောင်းပါဒါဗုဒ္ဓဘာသာမြန်မာနိုင်ငံကွာနေကျွန်တော်လမ်းကြောင်းတော့ပြောမယ်လိုင်းဘောမှာအာချောင်နဲ့ကောင်းတယ်လीအာချောင်တာရောက်ပါလေအိမ်မှာကိုယ့်ကိုတကယ်လို့ရှိတဲ့ကောင်တွေကအာမချောင်လीတည်ရမှာအဲ့လိုအားနေရတဲ့ကောင်တော်တော်များများအားချောင် online မှာသိပြီးတော့အားတွေလည်းလိုက်မချောင်နဲ့နော်ပြောချင်တာအားချောင်နဲ့ကောက်တယ်နည်းနည်းပါးသတိထားနော်ဒါဒီလိုမျိုးတွေဖြစ်နေအောင်ပဲဘယ်ယောက်ျားမဆိုငယ်ရွယ်ကြီးကျမပြောထားတယ်ကျမကိုစာမပို့ပါနဲ့ဘာလဲမကျမ Facebook line တက်တာလင်းရှာနေတာမဟုတ်ဘူးစာလိုက်တာဘယ်ယောက်ျားမဆိုငယ်ရွယ်ကြီးကျမပြောထားတယ်ကျမကိုစာမပို့ပါနဲ့
ဘာလဲမမ မင်းတို့တွေနော်မင်း ကျ တို့ မ တွေ Facebook line တက်တာလင်းရှာနေတာမဟုတ် ဟုတ်တယ်အဘောက်ဒါသူကနေသူဒါသူ့ရဲ့ personal မှာဘာ case ကြောင့်ပြောတာလဲမသိပါဘူးဒီနောက်ကတချင်းလေးနဲ့သွားပြီးတော့ hashtag လိုက်တဲ့အခါပါဒီဘက်က site လေးဖြစ်နေလို့ပြောတာပါအဲဒီလည်းဒီ video တွေကြည့်ကျွန်တော်တောင်းပါပါတယ်ကျွန်တော်တို့လူငယ်လေးတွေခွင့်လို့ပေးပါလူငယ်လေးတွေမို့လို့ပေါ့နော်ကျွန်တော်ဒီ video လေးတွေမကြည့်တာကြက်ပါပြီဘာလို့လဲဆိုတော့ဘယ်လိုပြောရမလဲကျွန်တော်တို့ reaction နဲ့တိတ်အမကိုက်ဘူးလို့ထင်လို့ပါဒါပေမဲ့ဒီဟာလေးကတော်တော်လေးမိုက်ပါတယ်ကျွန်တော်ဟိုးဆုံးနေတိကြည့်ပေါ့နော်နေတဲ့ဘေဒင်းမဟုတ်ဘူးတိတ်မကြောက်2မိနစ်လောက်ပဲရှိနော်ရေပုံဟာအာဘောနမျောရသွားပြီနော်ကြောက်မိုက်တယ်နော်പാടാണ് രണ്ട് വരിയിലത് പറയാൻ പണിയാണ് ഒരു പെണ്ണിന്റെയും ഒരു ചെറുക്കന്റെയും പ്രേമ കഥ ഇത് പുതുതാണ് രണ്ട് വരിയിലത് പറഞ്ഞാൽ തീരൂല എന്നങ്ങോട്ട് മാറിနောက်ဆုံးတော့ရှာပြီเนาะရောက်နေတခါတည်းကြည့်ုံနဲ့ဒီပြဿနာအဆအဆုံးသိတဲ့ဆိုရင်ကိုမမနည်းနည်းလေးရှင်းခဲ့ပေးကြမှာဘလူကဘလူမှန်းလည်းမသိဘူးเนาะရှုပ်တော့ရှုပ်နေတာပဲနောက်ဆုံးတော့ရှာတာတော့သိရတယ်പാടാണ് രണ്ട് വരിയിലത് പറയാൻ പണിയാണ് ഒരു പെണ്ണിന്റെയും ഒരു ചെറുക്കന്റെയും പ്രേമ കഥ ഇത് പുതുതാണ് രണ്ട് വരിയിലത് പറഞ്ഞാ തീരൂല എന്നങ്ങോട്ട് മാറിရှာပြီနော်ရှာပြီရမင်းတို့ကောင်းနေအာမီတို့စိတ်မဆိုးနဲ့အောင်တော့ဒါဟိုနေ့ကကောင်မလေးနဲ့တူပါတယ်BTS အာမီဘာညာတာကဂျီမီလေးစိတ်ကောက်နေတာတချင်းလေးဆိုပြီးပြန်ချော့နေတာဟာရောက်ရေးတို့ဒါအားပေးလိုက်ကြအောင်နော်ကျွန်တော်ဒါအာမီလေးတွေကိုအားပေးပါဟာပြီးသွားပြီလားဒါမှငါရွနေတော့ရှိသေးတယ်ဖြစ်နေကြတာလေဘာတွေဖြစ်နေကြတာလဲလာပါပြီကျွန်တော်စိတ်ဓာတ်မခံနိုင်တဲ့သူများစောစီးဒါလေးကိုကြော်လိုက်ပါပြည့်ပြည့်နှစ်နှစ်တွေကျွန်တော်ပြောမှာဖြစ်ပါတယ်ကျွန်တော်ပြောတာမခံနိုင်ဘူးဆိုရင်တော့ဗီဒီယိုလေးကိုကြော်လိုက်တာကောင်းမယ်လို့ပြောချင်ပါတယ်ဆိုတော့ပြီးတော့မှဘာညာဆိုရင်မကောင်းပါဘူးကျွန်တော်ဒီဘဲတော့မကြည့်တာကြာငါပြောမှာနော်ပြီးတော့မှငါBilang ko tu paling manisado mama Sala tinggal saja kau ku manisin Insan salting salah tinggal deko sayang Bilang ko tu paling manisado mama ဒါကျွန်တော်ဗီဒီယိုကြည့်တဲ့ထဲကဟာကြီးတွေပါမမြင်ဘူးရက်ကိုတစ်ချက်ကြည့်မျက်လုံးကိုကြည့်ဒီလားမနာလိုတဲ့အကြည့်တွေနော်မနာလိုတဲ့အကြည့်တွေ Sala tinggal saja kau ku manisin Bilang ko tu paling manisado mama Sala tinggal saja kau ku manisin ကျွန်တော်ဒီထဲမှာရှိတဲ့25နဲ့35ဂျားဟာကြီးတွေကဒီနောက်ကဟာကြီးပါ Insan salting salah tinggal deko sayang Bilang ko tu paling manisado mama Sala tinggal saja kau ku manisinဒါလေးချော့နော် Salah tinggal deko sayang Bilang ko tu paling ဟာဟုတ်ရတယ်ဒါဒီဖွဲ့တော့နည်းနည်းငယ်ဦးမယ်တဲ့ဟာရောက်ရေး No friend မိုက်နော် Ada untuk satu cinta kita punya
Dari lalu hati. Maju.ခဏလေးငါပြောမယ်နင်တို့ရုပ်ကဘယ်လိုဖြစ်နေမလဲဆိုတော့မကြီးဒီအလဲမှာတွေ့လားအေးပိုက်ကြီးကရပြီးတော့ဖီးတွေတက်နေတာနော်မကြီးကအေးပိုက်ကြီးကဖီးတွေတက်နေတာဟုတ်တယ်လားဒီရုပ်လေးက1820ဒါ1820အခုမှရီးသားတစ်ခါနှစ်ခါထားဘူးတဲ့ရုပ်เนาะခုနကရုပ်ကကျွန်တော်တို့30ကျော်ကြီးတွေရုပ်เนาะဆောင်းပါဘာလဲနောက်နေ့ prep ပါရအောင် pleaseဒီဘက်တောင်းကဒါလုံးဝဒါတစ်သက်လုံးအပြူကြီးဖြစ်မဲ့လူတွေရဲ့ရုပ်ဒါကတော့ကျွန်တော်တို့25အထက်ရုပ်တွေအပွားကဲလာပါပြီ Professor ဒေါက်တာစိတ်ဖွားသိမကြပါ38စက္ကန့်ပဲကြာပါတယ်ဒီမှာအရေးကြီးတဲ့ဟာလေးကျွန်တော်ပြောချင်မှာကျွန်တော်တိတ်ဆုံးသွားပြီဖြစ်တဲ့ဥကြော့လူများအောက်တန်းစားပါညီတို့အောင်ဗာတန်းစားတွေထက်တန်းစားရှင်မျက်စိကန်းနေတာဟင်ကျမတို့ဝတ်ထားစားထားလို့ကြည့်ပြီးဘလို့တန်းစားလဲဆိုတော့ခံမှန်းလို့ရတယ်ရှင်သိရလားရှောက်ကြည့်ပါနော်ပြောလက်မျက်စိတိတ်နင်တို့ကဘာမှမဖြစ်ပါဘူးမိမအဲ့တော့မိမဆိုတာဘယ်အတန်းစားပဲဖြစ်ဖြစ်ဘာကြီးဖြစ်နေဖြစ်ကြည့်တာရှင်ငါတို့ယောက်ျားဒီကြတော့ဘလောက်ပဲအောက်တန်းကြအဲ့ဒီဘိုက်ပူတဲ့ဒုက္ခမခံဘူးကြောက်တာဥကျော်လို့ခေါ်ပါတယ်လူတာတိတ်ဆုံးသွားပြီမဲ့နာမည်မသေးတာတို့ပါတော့ကြားနေကြတော့ဘလောက်ပဲအောက်တန်းကြအဲ့ဒီဘိုက်ပူတဲ့ဒုက္ခမခံဘူးဒီလိုငါတို့တဲ့ဆိုင်ဒုက္ခနားပါလေကျွန်တော်လမ်းကြုံပြောချင်တာလေအဲ့ဒီ group ကရှိသမျှလူကျွန်တော်ဆောင်းဝမ်းလေးစားသူတို့အဲ့လိုမျိုးဘယ်လိုပြောမလဲသူတို့ short video လေးတွေက got တယ် okay ပါဆိုတော့ဒီနေ့ဗီဒီယိုလေးကိုဒီမှာနေပဲနားကျင်ပါတယ်ကျွန်တော်အဆုံးထိလိုက်ပါပေးခဲ့ကြတဲ့တယောက်ချင်းတွေကျေးဇူးတူပဲတင်ရှိပါတယ်ကျွန်တော်ပြောနေကြလို့ပဲအကုန်လုံးမဟုတ်တာတော့နည်းနည်းလောက်တော့ပြုံးမိရီးမိကြမယ်လို့ထင်မှကျွန်တော်နောက်နေ့ည9:00 ဒေါင်းနဲ့ထိုးတာကျွန်တော်စုံနေကြဒီရော့ကတ်မှာပဲအားလုံးပြန်လဲစုံတွေ့ကြရအောင်ပါဆိုတော့အားလုံးမတက်တာပါနော်